ရန်ကုန်မြို့မောဂုတ်ဝိပဿနာတရားစဉ်နဲ့လုပ်ငန်းစဉ်ပြန်ပေါ်ရေးအဖွဲ့ချုပ်ကြီး၌4 ရက် 8 လ 2009 ခုနှစ်ညနေ3 နာရီခွဲအချိန်တွင်ကမ္မထာနာစတိယဆရာတော်ဦးဇနိတာလင်္ကာရရှင်သူမြတ်ဟောကြားဆုံးမတော်မူသောသစ္စာ၄ပါးတရားတော်1369ခုနှစ်ဒုတိယဝါဆိုလဆို6ရက်4 ရက် 8 လ 2009ခုနှစ်ရန်ကုန်မြို့မုဂ္ဂဝိပဿနာအဖွဲ့ချုပ်ကြီးမှာဝါတွင်ကျင်းပအပ်သောပထမအကြိမ်မြောက်ဆယ်စခန်းပွဲကြီးရဲ့ပထမနေ့မှာဘုန်းကြီးများအနေနဲ့ဟောကြားပေးရမယ့်တရားသည်ကျေးဇူးရှင်မြတ်ကျေးဇူးစာဆိုတဲ့တရားတော်ကိုဟောကြားပေးပါမယ်။ယနေ့ဟောကြားပေးမယ့်တရားဟာဖြင့်ကျေးဇူးရှင်မြတ်ကျေးဇူးစာဆိုတဲ့တရားကိုဟောကြားပေးမှာဖြစ်သောကြောင့်အလုံးသောတရားဓမ္မတွေအနေနဲ့အာယုန်တစ်ပါးစိတ်မတော်ဘဲနဲ့ယူတည်စွာနာဂမှတ်သားကြရမယ်။ဒါဖြင့်လူပြည်လောကနတ်ပြည်လောကဗြဟ္မပြည်လောကဆိုတဲ့လောကသုံးဝင်ဘုံကြီးမှာလူနတ်ဗြဟ္မာတ attva တွေရဲ့လူနတ်ဗြဟ္မာတ attva တွေရဲ့ဘုံမှာကျေးဇူးအရှိဆုံးကျေးဇူးအများဆုံးပုဂ္ဂိုလ်ကိုညွှန်ကြပါဆိုရင်မြတ်စွာဘုရားကိုပဲညွှန်ကြရမယ်လူနတ်ဗြဟ္မာတ attva တွေရဲ့ဘုံမှာကျေးဇူးအရှိဆုံးကျေးဇူးအများဆုံးပုဂ္ဂိုလ်ဒီတခြားလားဘုရားပဲလားမြတ်စွာဘုရားတခင်ကိုရောမြတ်ကြီးသည်ဘာကြောင့်လူနတ်ဗြဟ္မာတ attva တွေရဲ့ဘုံမှာကျေးဇူးအရှိဆုံးကျေးဇူးအများဆုံးပုဂ္ဂိုလ်ကြီးပဲလို့ပြောရတယ်လဲဆိုရင်ဟောတရားဓမ္မတို့ဘုန်းကြီးတို့ရဲ့ကိုယ်ဝေယစိကယမိကိုယအာကိုယဖြစ်တော်မူသောတောလောကထိုတတပ်ပြည်မြတ်စွာဘုရားသည်သူတပါးသည်သူတဆူသည်နိဗ္ဗာန်ယူမှဆိုရင်သူဘေတာယသိဘဝကမရနိုင်ဘူးလားမြတ်စွာဘုရားသည်သူတကူကောင်းဆာပြီးတော့သူတပါးသည်သူတရားတိနိဗ္ဗာန်ကိုယူမှဆိုရင်သူဘေတာယသိဘဝတည်းကရနိုင်냐တော်လည်းပဲငါတပါးသည်တော့ငါတဆူဒီတော့နိဗ္ဗာန်ကိုမတွားလို့ဘူးငါရဲ့ဇူရီသားပြည်များကိုလည်းပဲနိဗ္ဗာန်ဒီတော့ကြီးကုန်းတဲ့တို့ကဲတင်ပြီးမှဖို့ဆောင်ပြီးမှအတူတူမှနိဗ္ဗာန်ကိုတွားမယ်ဆိုတဲ့ရည်မှန်းချက်နဲ့ဗုဒ္ဓဘောဓိယံမုဒ္ဓမောဇိယဒိဋ္ဌောဓာရိယံဗုဒ္ဓငါဖျားကိုယ်တိုင်သစ္စာ၄ပါးတရားကိုသိရရင်ဖြင့်သိရလျင်ဖြင့်ဘောဓိယဝေဒိယကြာတတ္တဝါတို့လည်းပဲသစ္စာ၄ပါးတရားသိစေတော်မူမယ်မဟုတ်တော့ငါဖျားကိုယ်တိုင်ကိလေသာမှလွတ်မြောက်ရလို့ရှိရင်ဖြင့်မောဇိယဝေဒိယကြာတတ္တဝါတွေကိုလည်းပဲကိလေသာမှလွတ်မြောက်စေတော်မူမယ်တိန်တော့ငါဖျားကိုယ်တိုင်တန်တရားမှကူးမြောက်ရလို့ရှိရင်ဖြင့်ဒါရိယဝေဒိယကြာတတ္တဝါတွေကိုလည်းပဲတန်တရားမှကူးမြောက်စေတော်မူမယ်ဆိုတဲ့ရည်ရွယ်ချက်ကြီးသုံးခုထားပြီးတော့မြတ်စွာဘုရားဒီလေသိချင်းနဲ့ကဘာတသိန်းတိုင်းတိုင်းပါရမီ7ပါးအဖျား35တွဲစာကသုံးဝစီရာအဖျားပြားတော့ပါရမီတရားပြကိုမဖြည့်ကျင့်ကြရဘူးလားဒါပဲလေသိချင်းနဲ့ကဘာတသိန်းတိုင်းတိုင်းပါရမီ7ပါးအဖျား35တွဲစာကသုံးဝစီရာအဖျားပြားတော့ပါရမီတရားပြကိုအသက်ခန္ဓာမငဲ့ညာပဲနဲ့ဖြည့်ကျင့်ရှုတော်မူခဲ့တာဒီသူ့အတွက်မဟုတ်ပါသူ့အတွက်ဆိုရင်သူ့ဘေတာယတိဘဝကနိဗ္ဗာန်ကိုယူမှဆိုရင်မရနိုင်ဘူးလားအဲ့ဒါကိုမယူခဲ့ပဲနဲ့လေတေချေနဲ့ကပ္ပတေသိမ့်တိုင်တိုင်းပါရမီ7ပါးအပြား30ဖြည့်ကျင့်ခဲ့ရတာဒီအလုံးတော်တတ္တဝါကြီးရဲ့အတွက်ပဲလို့မှတ်ရမယ်နော်ဤကဲ့သို့သောလောကထိုတာသဗ္ဗညုမြတ်စွာဘုရားသည်ဝေနိယတတ္တဝါတွေကိုငဲ့ွယ်ပြီးတော့လေသင်္ချေနဲ့ကပ္ပတေသိမ့်တိုင်တိုင်းပါရမီ7ပါးအပြား30ငါတို့စာက3ဝစရိယာအဖျားပြတော့ပါရမီအနန္တဒီကိုဖြည့်ကျင့်စီးတော်မူခဲ့တယ်ဆိုတော့ဘုရားရှင်ဒီတို့ရဲ့ဘုံမှာတာမင်ညကျေးဇူးရှင်လားအကြီးအကျယ်များတဲ့ကျေးဇူးရှင်လားဒါလောက်တော့မှတတ္တဝါဒီရဲ့ဘုံမှာကျေးဇူးတရားကြီးမားလာတဲ့ကျေးဇူးပြုသွားတဲ့မြတ်စွာဘုရားကိုတို့တကွာတဖန်အတုတ်ပြန်ပြီးကျေးဇူးမဆက်ရင်တော်ပါမလားတော်တယောက်ကကိုယ့်ကိုကျေးဇူးတရားပြုသွား냐တော်လည်းပဲကိုကဘာကျေးဇူးမှပြန်ပြီးမပြုရင်မကောင်းဘူးပေါ့နော်အခုလည်းပဲသုံးလောကဒုတာသဗ္ဗညုမြတ်စွာဘုရားကကျွတ်ရဲ့ပေါ်မှာ
ကျေးဇူးတရားများများစားစားပြုသွားသောကြောင့်ကျွတ်တို့ကဘုရားရှင်ဘုံမှာကျေးဇူးတရားများကိုအတုတ်ပြန်ပြီးကျေးဇူးဆက်မှဆိုရင်မကောင်းလားဒါပဲကျေးဇူးတရားကြီးမားလာတဲ့ဘုရားရှင်ကိုကျွတ်တို့ကအာမိဇာနဲ့ပြန်ပြီးကျေးဇူးဆက်ခြင်းဓမ္မနဲ့ပြန်ပြီးကျေးဇူးဆက်ခြင်းတို့ကျေးဇူးဆက်ခြင်းက2မျိုးမရှိဘူးလားဒီသောသင်္ကကြောင့်စီပစ္စည်းလေးပါခေါ်တဲ့အာမိဇာနဲ့လည်းဆက်ရမယ်မတ္တမဖုရမခေါ်တဲ့ဓမ္မနဲ့လည်းကျေးဇူးဆက်မှာပေါ့နော်ဒါပေမဲ့ဘုရားရှင်ရဲ့ဘုံမှာအာမိဇာနဲ့ကျေးဇူးဆက်ခြင်းဓမ္မနဲ့ကျေးဇူးဆက်ခြင်းနှစ်ပါးတို့တွင်မြတ်စွာဘုရားကအာမိဇာနဲ့ကျေးဇူးဆက်တာကိုသိပြီးတော့သဘောမကျပါဓမ္မနဲ့ပြန်ပြီးကျေးဇူးဆက်မှသာလေဘုရားရှင်ကသဘောကျပါလေဒီဘာကြောင့်လဲသောသင်္ကန်းကြောင့်စီပစ္စည်း၄ပါးနဲ့ကျေးဇူးဆက်ယူမြဆက်နေကြမယ်ဆိုရင်တို့တို့ဒီတုဂတိပဲရောက်မယ်လာပဲအာမိတပူဇာကြောင့်တုဂတိရောက်ပြီးရောက်ညာတော်လည်းပဲအပယ်၄ပါးစိတ်ချရပါမလားဒါပဲအပယ်၄ပါးတကပိတ်ချင်ပါတယ်ဘုရားအဋ္ဌိပံကိုလိုရရခြင်းပါတယ်ဘုရားဆိုရင်ပြတ်စော်ဘုရားကိုတို့တို့ကမတ္တမဖုဒ္ဓမနဲ့ပြန်ပြီးကျေးဇူးဆက်နိုင်မှသာတဲ့အဘယ်တကားပိတ်မှာဒါပေမဲ့ဘုရားရှင်များကိုကျေးဇူးဆက်ခြင်းပါတယ်ဘုရားဆိုရင်သောသင်္ကန်းကြောင့်စီပစ္စည်း၄ပါးခေါ်တဲ့အာပိသနဲ့ဒါမဖြတ်ဟုတ်လားမဆက်ကြဘဲနဲ့မတ္တမဖုရမခေါ်တဲ့ဓမ္မနဲ့ပြန်ပြီးကျေးဇူးဆက်နိုင်အောင်ကြိုးစားကြရမယ်သဘောပိုင်လားဒါပေမဲ့မတ္တမဖုရမနဲ့ပြန်ပြီးကျေးဇူးဆက်ခြင်းပါကြီးဘုရားဆိုရင်မတ္တမဖုရမရအောင်ဟုတ်လားအာထုဝကြီးဟာလည်းပဲဘဝတိုင်းရနိုင်ကြကြီးပဲလို့မယူပါနဲ့ကျွတ်တူကဘုရားရှင်ကိုယေရှုများတဲ့ဘုရားရှင်ကိုမတ္တမဖုဒ္ဓမနဲ့ပြန်ပြီးကျေးဇူးဆက်ခြင်းပါကြီးဘုရားဆိုရင်ကျွတ်တူအားလုံးလူဘဝလည်းရထားပါပါသာသနာနဲ့လည်းဂျုံပါမှာလူဘဝလည်းသာသနာလည်းဒီဘုရားတရားတရားဘုမှာယုံကြည်တတ်တဲ့တတ္တာတရားလည်းရှိပါမှာဤကဲ့သို့လူဘဝလည်းရသာသနာနဲ့ဂျုံယုံကြည်မှုခေါ်တဲ့တတ္တာတရားနဲ့ပြည့်စုံတဲ့ဘုဒ္ဓဘာသာအမျိုးကောင်းတာအမျိုးကောင်းမှုကြီးဖြစ်ပါသားလေတရားကိုလည်းပဲကြည်ကြံကြိုးစားပေါ်များအထောက်ကြမှာဒါလည်းမတ္တမဖုဒ္ဓမနဲ့ပြန်ပြီးကျေးဇူးဆက်နိုင်ပါလေဒါပဲဒီကဓမ္မတို့ကိုယ့်ရဲ့ဘုံမှာအမှန်တမ်းကျေးဇူးတရားကြီးမားလာတဲ့ဘုရားရှင်ကိုအာမိတနဲ့တာတိတ်တိတ်နေရမှာလားမတ္တမနဲ့ပြန်ပြီးဆက်နေရမကြိုးစားရဘူးလားဒါဖြင့်မညဖုညာခေါ်တဲ့ဓမ္မနဲ့ပြန်ပြီးကျေးဇူးဆက်ခြင်းပါ၏ဘုရားဆိုရဲ့ဟုတ်လားဝိပဿနာတရားကိုကျင့်ကြံကြိုးစားပေါ်များအထောက်ကြရမယ်ဒါပေမဲ့ဘုရားရှိခိုးမတ္တမဖုဒ္ဓမနဲ့ပြန်ပြီးကျေးဇူးဆက်ခြင်းပါ၏ဘုရားဆိုရင်မြတ်စွာဘုရားကလည်းပဲပိစကနိဗ္ဗာန်ဧကုတ္တပါဠိတော်ကြီးမှာလောကမှာအမှန်တမ်းရာခဲတဲ့ရဖို့ကြမလွယ်ကူတဲ့အကြောင်းတရား၅ပါးမဟောကြားတယ်ဘူးလားတသဂတတရာတောသမ္မာသမ္ဗုဒ္ဓတာပါတုဘာဝဒုလောလောကသမေဤဘာလောကကြီးမှာရဟအစဘဂဝါဆုံး၉ပါးသောဂုဏ်တော်နှင့်ပြည့်စုံတဲ့ဘုရားရှင်များဤကမ္ဘာလောကကြီးမှာပွင့်ထုံးပေါ်ပေါ်လာဖို့ရည်ကြည်ဒုလောခဲနေမခဲအောင်လားအလုံးတရားဓမ္မတွေရဟအစဘဂဝါဆုံး၉ပါးသောဂုဏ်တော်နှင့်ပြည့်စုံကြတဲ့ဘုရားရှင်များဤကမ္ဘာလောကကြီးမှာပွင့်ထုံးပေါ်ပေါ်လာဖို့အရေးကြီးလွယ်ကူတာပဲလားခဲတာပဲလားဘာကြောင့်လဲလောကမှာမြတ်သောအဘိကဘာဒီဟာတုံညကဘာကသာများပါတယ်ဘုရားမပွင့်တဲ့တုံညကဘာကသာများတာဘလောက်ပင်ကဘာဒီအထင်ကြီးအနန္တရှိပြီရှင်ရတော်လည်းပဲဘုရားပွင့်တဲ့ကဘာကအမှန်တမ်းမနေဘူးလားဒါဖြင့်ဤကဘာလောကကြီးမှာဘုရားရှင်ပွင့်တဲ့ကဘာကအမှန်တမ်းနေပြီးတော့ဘုရားမရှိတဲ့သာသနာမရှိတဲ့တုံညကဘာကအမှန်တမ်းများတယ်ဆိုတော့ကျတို့ဒီလူဘဝရပါညာညာတော်လည်းပဲဘုရားမပွင့်တဲ့ဘုရားရှင်သာသနာမရှိတဲ့တုံညကဘာမှာသွားပြီးတော့လူဖြစ်နေကြမယ်ဆိုရင်မညာဘုညာရဖို့ရရှိပါမလားရှိပါဘူးဒါပေမဲ့ဤကဘာလောကကြီးမှာအရဟံအစဘဂဝါဆုံးကိုးပါးသောဂုဏ်တော်နှင့်ပြည့်စုံတဲ့ဘုရားရှင်များပွင့်ထုံးပေါ်ပေါ်လာဖို့ရည်တည်အမှန်မှခဲပါတယ်မခဲရုံလားကဲဆိုရဂုဏ်တော်ကိုးဝပြည့်စုံကြဗုဒ္ဓပွင့်ခဲ့တာဘုံတော်ကိုဝပြည့်စုံကြဗုဒ္ဓပွင့်ခဲ့တာ
ဆိုကြည့်စမ်းဂုဏ်တော်ကိုးဝါဂုဏ်တော်ကိုးဝါပြည့်စုံကြဗုဒ္ဓပွင့်နေတာဒါပေမဲ့အခုခါမှာဂုဏ်တော်ကိုးပါးနဲ့ပြည့်စုံတဲ့ဘုရားရှင်များပွင့်မသွားဘူးလားဘုရားရှင်များဝိမ့်ပြီးသူထားခဲ့တဲ့သာသနာ့တွင်မှာကျွတ်တူအလိုလာပြီးကြလားလူဖြစ်ကြရတော့ကြောင့်သာသနာ့တွင်မှာလာပြီးလူဖြစ်ကြရတော့ကြောင့်ကျွတ်တူအလိုအခုခါမှာဝိပဿနာတရားများကိုအားထုတ်ဝေရပါလေအဲ့ဒါဘုရားရှင်ပွင့်ရာအခါဘုရားရှင်ထားခဲ့တဲ့သာသနာနဲ့ကြုံရခြင်းရဲ့ကျေးဇူးပဲလို့မှတ်ရမယ်။နောက်နှစ်နံပါတ်ကတတ္တကတပွေတိတတဓမ္မဝိနည်းတာဒေသေတာပုဂ္ဂလာဒုံသောလောကသမေ။ဟောဘုရားရှင်များကဝေးပြီးပိဋကသုံးတွဲနိကေ900အင်္ဂါကုတ္တဓမ္မခန္ဓာများကိုဟောဖို့ညွှန်ပြဆိုမှတောင်းတွင်တွားညတော်လည်းပဲအဲ့ဒီဓမ္မခန္ဓာတွေကစာအုပ်ထဲမှာသာပေစာထဲမှာသာနေမှဆိုရင်ကျုပ်တို့အလုံးသိခွင့်ရှိပါမလားရှိပါဘူးဘုရားရှင်များကပိဋကသုံးတွဲနိကေ900အင်္ဂါကုတ္တဓမ္မခန္ဓာများကိုဟောဖို့ညွှန်ပြအဆုံးမပေးခဲ့냐တော်လည်းပဲဣဓမ္မခန္ဓာများကစာအုပ်ထဲမှာသာလျှင်ပေစာထဲမှာသာလျှင်နေမှဆိုရင်ကြောက်စာထဲမှာသာနေမှဆိုရင်ကျုပ်တို့သိခွင့်မရတဲ့အတွက်အကျိုးမများနိုင်ပါဘူးဒါကြောင့်ဘုရားရှင်များဟောကြားထားခဲ့တဲ့ဝိတ္တကသုံးတွဲနိကေ900ဓမ္မခန္ဓာများကိုကျုပ်တို့ရဲ့တဏ္ဍာမှာရှင်းအောင်သိအောင်ပိုင်အောင်နိုင်အောင်သဘောပေါက်ဉာဏ်ရအောင်ဟောဖို့ညွှန်ပြဆုံးမတွင်တင်တတ်တဲ့ဆရာကောင်းတမန်ကောင်းနဲ့တို့ကိုရေးဟာလည်းပဲလူပါမလားမလွယ်ဘူးနော်ရသော်ဘုရားထားခဲ့တဲ့ဝိတ္တကသုံးတွဲနိကေ900ကိုကျွတ်တို့ဉာဏ်မိမရှိအောင်သိအောင်ဟောဖို့ညွှန်ပြဆုံးမတွင်တင်တတ်တဲ့ဆရာကောင်းတမန်ကောင်းနဲ့တွေ့ဖို့ကြုံဖို့ရေးဟာလည်းပဲလွယ်ကူပါမလားမလွယ်ကူပဲမလွယ်ကူ냐တော့လည်းပဲကျွတ်တို့အလုံးအမှန်မှကံကောင်းအကြောင်းသိပြီးတော့ကျေးဇူးရှင်အကမ္ဘာပန္တိကြမုဂ္ဂဆရာတော်ဘုရားကြီးဒီမြတ်စွာဘုရားဟောကြားထားခဲ့တဲ့အမှန်မှခက်ခဲနေနေတဲ့ပါဠိတော်အထက်ကရာကိုကြည့်ရှုပြီးကျွတ်တို့တန်တန်မှာသဘောပေါက်အောင်ဉာဏ်ရအောင်ဟောဖို့ညွှန်ပြဆုံးမသွန်သင်ပြီးတော့မတော်ဘူးလားကျွတ်တို့အလုံးမြန်မာပြန်ကြည့်မှဆိုရင်အထက်ကရာကြည့်မှဆိုရင်တီကာကြည့်မှဆိုရင်သဘောပေါက်ဖို့မလွယ်ပါအဲ့ဒါတော့မှအမှန်မှခက်ခဲနေတဲ့တိမ်မွေးတဲ့ပိဋကကြောင့်သားများကိုဆရာတော်ဘုရားကြီးတွေကြည့်ရှုပြီးကျွတ်တို့ဉာဏ်မြင်နဲ့ကြိုက်အောင်ခက်လွယ်လွယ်အားဖြင့်ဘောဘောချင်းချင်းဟောဖို့ညွှန်ပြအဆုံးမှာသွားတော့ကြောင့်ကျွတ်တို့အလုံးဥက္ခမှာဤစာပေတန်ခါများမှာပါတဲ့သဘောတရားများကိုအလွယ်တကူနားလွယ်ခွင့်ရကြပါတယ်အဲ့ဒါတခြားလားဆရာသမားကျေးဇူးလားဟောတတ်ပြီဘုရားရှင်များကဝိတ္တကသုံးတွဲနိကေ900ဟောကြားခဲ့ပဲဟောကြားခဲ့냐တော်လည်းပဲအဲ့ဒီဝိတ္တကသုံးတွဲကိုသဘောပေါက်냐ရအောင်ဟောဖို့ညွှန်ပြဆုံးမတွင်တင်တတ်တဲ့ဆရာကောင်းတမန်ကောင်းတဲ့တွေ့ဖို့ကျုံးဖို့ကြီးဟာလည်းပဲအများမှခက်ခဲပါလေခက်ခဲတယ်ခက်ခဲ냐တော်လည်းပဲကျွတ်တို့အလိုဟုခါမှာလွယ်အောင်ရှင်းအောင်ပိုင်အောင်နိုင်အောင်ဟောတတ်တဲ့ကျေးဇူးရှင်အကမ္ဘာပဏိတဘုဂ္ဂိုလ်ဆရာတော်ဘုရားကြီးဆိုတဲ့ဆရာကောင်းတမန်ကောင်းတယ်လည်းမကြုံရဘူးလားအဲ့ဒါပဲဆိုကြဗုဒ္ဓတရားဟောကြညာယာညာတိဗုဒ္ဓတရားဟောကြညာလိုညာရာခဲ့တာဗုဒ္ဓတရားဟောကြညာလိုညာရာခဲ့တာရသော်ဘုရားဟောကြားထားခဲ့တဲ့တရားများကိုသဘောပေါက်ဉာဏ်ရအောင်ဟောဖို့ညွှန်ပြဆုံးမဲ့သုံးမတော်နေတတ်တဲ့ဆရာကောင်းတမန်ကောင်းနဲ့တွေ့ဖို့ကြုံဖို့ရည်ဟာလည်းပဲအများမှခဲပါလေနော်ဒါကနိနဘခဲတာနောက်သုံးနံပါတ်ကတထကတပွေတိတတဓမ္မဝိနည်းတာဒေတိတာဝိညာတာပုဂ္ဂလာဒုံဘောလောကသမေဟောမြတ်စွာဘုရားထားခဲ့တဲ့ဓမ္မခန္ဓာများကိုဆရာသမားတွေကကြည်ယူမှတာပြီးသဘောပေါက်ဉာဏ်ရအောင်ဟောဖို့ညွှန်ပြဆုံးမတော်နေတွားညတော်လည်းပဲဟောဖို့ညွှန်ပြဆုံးမတော်နေတဲ့တရားဓမ္မများကိုပိုင်ပိုင်နိုင်နိုင်သိဖို့အရေးဟာလည်းပဲအမှန်မှခက်ခဲတယ်မခက်ခဲဘူးလားဒီဆရာသမားတွေကကြိုးစားပြီးသဘောပေါက်ဉာဏ်ရအောင်အတတ်နိုင်ဆုံးဟောဖို့ညွှန်ပြဆုံးမတော်နေတွားညတော်လည်းပဲဆုံးမတော်နေတဲ့အတိုင်းသိတဲ့နားလည်းတဲ့ပုဂ္ဂိုလ်မျိုးစားဟာလည်းပဲတရားမှတယောက်ပါတထာမှတယောက်ပါတတမှတယောက်ပါမရခဲ့ဘူးလားကဲဆိုကြဗုဒ္ဓတရားဟ
ဟောတညာတော်ကြရခဲ့တာဟောပါတော်ညာဟောပါတော်ညာတိသူကတော်ညာရခဲ့တာဟောပါတော်ညာတိသူကတော်ညာရခဲ့တာဒီဆရာသမားတွေကဟောပဲဟောညတော်လည်းပဲဟောတဲ့အတိုင်းတိဖို့ကြီးဟာလည်းပဲအမှန်တမ်းခက်ခဲပါတယ်မလွယ်ကူပါဘူးဒါပဲတရားဓမ္မတွေဒီအခါမှာယေရှုရှင်အက္ကမပန္တိတာမဟုတ်ဆရာတော်ဘုရားကြီးဟောကြားထားခဲ့တဲ့တရားတော်ပါများကိုလောလကူကိုရှင်းရှင်းလင်းလင်းဟောဖို့ကြများအဆုံးမပေးသွားတော့ကြောင့်တရားဓမ္မတွေဒီတဲ့ကဲတီကောမသိဘူးလားတရားဓမ္မတွေဒီခန္ဓာ၅ပါးကိုလည်းသိကြပါပြီအတွင်းအာယတနာ6ပါးကိုလည်းအပြည့်အာယတနာ6ပါးကိုလည်းဓာတ်တရား7ပါးကိုလည်းပဲသစ္စာ4ပါးကိုလည်းပဲတတိယ3ပါးအကြောင်းတရားအကျိုးတရားများကိုလည်းပဲဘုခမတရားဓမ္မတွေဒီမတိကြပါရှိသေးလေရှိသေးလားအကုန်သိကုန်ပြီပေါ့အေးတော်လည်းပဲအကုန်စင်မတိပဲမတိညာတော်လည်းပဲထိုက်ကြည့်ရဆိုစွာအတိညာရကြပါပြီဒီကဲ့သို့အတိညာရဖို့ကြီးဟာလေအမှန်တမ်းခက်ခဲပါလေမခဲဘူးလားမခက်ခဲဘူးလားနောက်လိမ့်နံပါတ်ကဆရာသမားတွေဟောတဲ့အတိုင်းသိပြီတိညာတော်လည်းပဲသိတဲ့အတိုင်းကျင့်ကြံကြိုးစားပွားများအထောက်နိုင်တဲ့ကျင့်ကြံကြိုးစားပွားများအထောက်ဖြစ်တဲ့ပုဂ္ဂိုလ်မျိုးစားဟာလေအမှန်တမ်းရခဲ့တယ်ဟောတဲ့အတိုင်းသိတော့သိပါရဲ့သိတော့သိပင်တင်ညာတော်လည်းပဲသိတဲ့အတိုင်းကြည်ကြံကြိုးစားပွားများအားထုတ်ဖြစ်ဖို့ရည်ဟာလည်းပဲအမှန်တမ်းမခက်ခဲဘူးလားဒီသိပင်တင်ညာတော်လည်းပဲဝိပဿနာလုပ်ကိုကျင့်ကြံကြိုးကိုအားထုတ်ကြတော့မလွယ်ဘူးနော်လွယ်ပါမလားဒါဝင်ရန်ကုန်မြို့မှာအမှန်တမ်းလူဦးရေများပဲများတော့လည်းပဲတရားအကြောင်းဒီမှာကြည့်လိုက်မှဆိုရင်လူဦးရေကအမှန်တမ်းမနေဘူးလားဒီမြို့တဲ့ရွာတဲ့ကသူများဒီတရားကိုနာဂမှားသားတဲ့အတွက်သိပင်တင်ညာတော်လည်းပဲအခုလိုဆယ်စကန်ဝင်ပြီးကြည်ကြံကြိုးစားပွားများအားထုတ်ဖြစ်ဖို့ရည်ကြတော့ကဲပခဲခဲဥလားဒီခက်ခဲပဲခဲကြတော့လည်းပဲဒီကသဘာတွေဒီသိကြရဆိုတော့အခုလိုဆယ်စကန်ဝင်ပြီးကြည်ကြံကြိုးစားပွားများအားထုတ်ဆဲယောဂီများဖြစ်ကြတော့ကြောင့်ယောဂီများသည်တဲ့ကြည်ကြံကြိုးစားပွားများအားထုတ်ဆဲယောဂီများဖြစ်ကြတော့ကြောင့်ယောဂီများသည်အမှန်တမ်းခရင်တဲ့အထက်ကနေလွယ်ကူတဲ့တော်ရောက်ပါပြီအမှန်တမ်းဝမ်းသာစရာမကောင်းလားဒါပေမဲ့အခုတရားကိုနာဂမှသာနေကြတဲ့တရားဓမ္မတွေဒီတိတိယဆိုစွာအခုခါမှာဝိပဿနာတရားကိုကျင့်ကြံကြိုးစားပွားများအားထုတ်ဖြစ်ကြတော့ကြောင့်ယောဂီများသည်အတိတ်ဘဝကပါရမီပါခဲ့ပါလေမပါခဲ့ဘူးလားအတိတ်ဘဝကကျင့်ကြံကြိုးစားပွားများအားထုတ်ခဲ့တဲ့ပါရမီသံပါဒအခန္ဓာမရှိရင်အခုလိုဝိပဿနာတရားများကိုအားထုတ်ဖြစ်ဖို့ရန်လိုပါမလားဒါပေမဲ့ယောဂီများသည်သာသနာနဲ့လည်းကြုံဆရာကောင်းဓမ္မကောင်းနဲ့လည်းကြုံဟုတ်လားသစ္စာတရားကိုလည်းထောင်နိုင်နဲ့နာပါကြဝိပဿနာလုပ်ကိုလည်းပဲကျင့်ကြံကြိုးကုတ်အားထုတ်နေကြတဲ့ယောဂီများဖြစ်ကြတော့ကြောင့်ယောဂီများသည်အမှန်တမ်းကံကောင်းအကြောင်းသိတဲ့ယောဂီများလို့မဆိုနိုင်ဘူးလားဒါပေမဲ့ယောဂီများတဲ့ဘုခါမှာဝိပဿနာတရားများကိုကျင့်ကြံကြိုးစားပွားများအားထုတ်စေယောဂီများဖြစ်ကြတော့ကြောင့်လေးနံပါတ်ဒုံပါတရားနဲ့လည်းပြည့်စုံနေပါပြီဆိုကြသိပါတော်ညာကျင့်သူကတော်ညာရခဲ့တာသိပါတော်ညာကျင့်သူကတော်ညာရခဲ့တာဒီသိပင်တင်ညာတော်လည်းပဲအခုလိုကျင့်ကြံကြိုးစားပွားများအားထုတ်ဖြစ်ဖို့ရည်ဟာလည်းပဲအမှန်တမ်းခက်ခဲတယ်လို့မှတ်ရမယ်နော်နောက်ငါးနံပါတ်ကကတိညုတကတဝေဒီငါးနံပါတ်ကပါလေကတိညုတကတဝေဒီဟောမြတ်စွာဘုရားကကျွတ်တွေအပေါ်မှာကျေးဇူးတရားတွေမြတ်များစွာပြုပြီးကတိညုတတော်နဲ့ကျေးဇူးတရားပြုတော်ညာတော်လည်းပဲကျွတ်ကမြတ်စွာဘုရားဘုံမှာကတဝေဒီဆိုတဲ့အနေအချင်းဓမ္မနဲ့ပြန်ပြီးကျေးဇူးဆန်တဲ့ဘုရားဟာလည်းပဲအမှန်တမ်းမခက်ခဲဘူးလားမြတ်စွာဘုရားကိုမတ္တမဘုရမနဲ့ပြန်ပြီးကျေးဇူးဆန်မှုရန်အတွက်ကျင့်ကြံကြပဲကျင့်ကြံကြညာတော့လည်းပဲမညာပူညာရဖို့ရေးကလည်းအမှန်တမ်းခက်ခဲတယ်
မခက်ခဲဘူးလားဒီကိုကမညာပူညာရဖို့ရအတွက်ကျိုးတော်ကျိုးစားရတာပဲသို့တော်ကျိုးစားပဲကျိုးစား냐တော်လည်းပဲမညာပူညာကကျေးဇူးရမယ်လို့အာမခံချက်မရှိပါရှိပါမလားဒါပဲကိုကမညာပူညာရဖို့ရရေးမျောတွေးပြီးကျင့်ကြမယ်ကျင့်ကြ냐တော်လည်းပဲမညာပူညာမရခဲ့တော်မြတ်စွာဘုရားကိုမညာပူညာနဲ့ပြန်ပြီးကျေးဇူးဆံနိုင်ပါမလားကျေးဇူးမဆံနိုင်ခဲ့တော့ကတိညုတ္တတော်နဲ့ဘုရားရှင်ကကျေးဇူးပြုတွား냐တော်လေကိုယ့်ဘက်ကကတဝေဒီကုန်းနဲ့မပြည့်စုံဘူးပေါ့ဒါပေမဲ့ငါးနံပါတ်ကဘုရားရှင်များဒီကတိညုတ္တတော်နဲ့ကျေးဇူးပြုတွား냐တော်လည်းပဲကတဝေဒီဆိုတဲ့အနေအချင်းဓမ္မနဲ့ပြန်ပြီးကျေးဇူးဆံနိုင်မှုကြီးဟာလည်းပဲအမှန်တမ်းမခက်ခဲဘူးလားဒါကြောင့်ဆိုကြကျင့်ပါတော်냐ကျေးဇူးတရားဆံ냐ရခဲ့တာကျင့်ပါတော်냐ကျေးဇူးတရားဆံ냐ရခဲ့တာဒီရကြကျွတ်တို့အာလုံးဒုက္ခမမြတ်စွာဘုရားကိုဓမ္မနဲ့ပြန်ပြီးကျေးဇူးဆက်ဖို့ရည်ကြည်အမှန်တမ်းကြီးပါလေနော်ဘယ်လိုပဲလူ့ဘဝရကြဖြစ်ပါစေဘယ်လိုပဲသာသနာနဲ့ကျုံးနေသည်ဖြစ်ပါစေဘယ်လိုပဲဗုဒ္ဓဘာသာဝင်ကြဖြစ်ပါစေမြတ်စွာဘုရားကိုဓမ္မနဲ့ပြန်ပြီးကျေးဇူးမဆံနိုင်သေးရင်ကိုယ့်ဘက်ကကတဝေကြီးကုံပြက်ကွက်နေတယ်မပြက်ကွက်ဘူးလားကတဝေကြီးကုံပြက်ကွက်နေမှာဆိုရင်လည်းပဲကျေးဇူးသိရမရောက်ပါဘူးဒါရင်ကျေးဇူးရှင်မြတ်ကိုပြန်ပြီးကျေးဇူးဆက်ခြင်းပါ၏ဘုရားဆိုရင်ဤဝမှာမညာပူညာရအောင်အထူးကြိုးစားကြရမယ်မညာပူညာရခြင်းပါ၏ဘုရားဆိုရင်မညာပူညာကအလိုလိုပေါ်ပါလားတရားအထုံးမှာပေါ်ပါလားကတဘောဇာဘိက္ခွေအာသကတာကာမိမကောဘိက္ခွေယံတို့အာသကတာကာမိမကောမောမနာမတိယနိဗ္ဗာန်တို့ရောက်တော့အကျင့်ဒီကတမောပဲလေယံတို့မအိုမနာမတိယနိဗ္ဗာန်တို့ရောက်တော့အကျင့်ဒီပဲအကျင့်လေလို့ဘိဓခါမှာရတော်မြတ်ဖြေကြမယ်ဆိုရင်မှားမှာဆိုရင်တော့ဘုရားကြီးကိုယ်တိုင်ပဲဟေးတဲ့ဟောတာတဲ့ကင်းတဲ့နိဗ္ဗာန်ရောက်တော့အကျင့်ဒီဝိပဿနာတရားပဲဘာတရားလဲအလုံးတရားဓမ္မတွေဩနာတိကင်းတဲ့နိဗ္ဗာန်ရောက်တော့အကျင့်ဒီတခြားလားဝိပဿနာအကျင့်လားဒါပေမဲ့ကျွတ်တို့အလုံးမြတ်စွာဘုရားကိုလည်းပဲဓမ္မနဲ့ကျေးဇူးဆက်ခြင်းရင်ဩနာတိကင်းတဲ့နိဗ္ဗာန်ကိုလည်းလိုချင်ကြခြင်းပါတဲ့ဘုရားဆိုရင်ကျွတ်တို့အထူးကြိုးစားရမှာကတခြားလားဝိပဿနာတရားလားဩမဉ္ဇဉ်ဘုညာလိုချင်တဲ့အတွက်မဉ္ဇဉ်ဘုညာလိုချင်တဲ့သူများသည်ဝိပဿနာကိုကြိုးစားရမယ်ဆိုတော့ဝိပဿနာကြိုးစားတဲ့မဉ္ဇဉ်ဘုညာရမယ်လို့မောင်းမိပါနဲ့လို့ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကအမိန့်မရှိခဲ့ဘူးလားအေးကိုကမဉ္ဇဉ်ဘုညာလိုချင်လို့ဝိပဿနာကိုကြိုးစားဖို့ကြိုးစားကြ냐တော်လည်းပဲတရားဓမ္မတို့အားနေတဲ့ဒုဗ္ဗလဝိပဿနာကြီးနဲ့အာထုံနေမှာဆိုရင်မဉ္ဇဉ်ဘုညာရပါမလားဒါပေမဲ့မညာဘုညာလိုချင်ရခြင်းပါတယ်ဘုရားဆိုရင်ဝိပဿနာကနှမျိုးမရှိဘူးလားအာနေတဲ့ဒုဗ္ဗလဝိပဿနာအာနေတဲ့အာကောင်းတဲ့ဘလဝဝိပဿနာအာကောင်းတဲ့အာနေတဲ့ဒုဗ္ဗလဝိပဿနာအာကောင်းတဲ့ဘလဝဝိပဿနာဝိပဿနာကဘယ်လိုမျိုးလဲဒါပေမဲ့ညဘုညာလိုချင်လို့ကြိုးစားကြ냐တော်လည်းပဲအားနေတဲ့ဒုဗ္ဗလဝိပဿနာရင်းနဲ့တရားဓမ္မအထုနေမယ်ဆိုရင်မညဘုညာရပါမလားဒါပေမဲ့ညဘုညာရခြင်းပါကြီးဘုရားဆိုရင်အားကောင်းတဲ့ဘလဝဝိပဿနာနဲ့အထုရမယ်ဆိုတော့တရားဓမ္မတို့အားနေတဲ့ဒုဗ္ဗလဝိပဿနာဆိုရကတိရတိုင်းပေါ့တက္ကရာဒိဋ္ဌိသာတတာဒိဋ္ဌိဩစိတာဒိဋ္ဌိအတိညာအပြင်ဖြုတ်မထားပဲနဲ့မပြုတ်သေးပဲနဲ့အထုနေခဲ့တော့အဲ့ဒီဝိပဿနာကတခြားလားအာနေတဲ့ဝိပဿနာလားတရားဓမ္မအမထုတ်ခင်မှာတက္ကရာဒိဋ္ဌိကိုလည်းအတိညာအပြင်ဖြုတ်မထားသတ္တတာဒိဋ္ဌိဩစိတာဒိဋ္ဌိများကိုလည်းပဲအတိညာအပြင်ဖြုတ်မထားပဲနဲ့ဝိပဿနာတရားအထုတ်နေမှာဆိုရင်အဲ့ဒီဝိပဿနာကဘာလဲအာနေတဲ့ဝိပဿနာမညာဘုရားရပါမလားဒါပေမဲ့မညာဘုရားရခြင်းပါကြီးဘုရားဆိုရင်အားကောင်းတဲ့ဝိပဿနာဖြည်းပြီးမညာဘုရားရဖို့ရအတွက်ဝိပဿနာတရားအရင်အထုတ်ရမှာလားဒိဋ္ဌိအရင်ဖြုတ်ရမှာလားဒိဋ္ဌိအရင်ဖြုတ်ရမယ်ဆိုတော့ဒိဋ္ဌိကြီးအကျေအဘိဘယ်နှပါ62ပါးဘယ်နှပါလဲအကျေအဘိ62ပါးနော်
ဒိဋ္ဌိအတိအဘိ60ပါးရှိဝင်ရှင်ညာတော်လည်းပဲအတိဆုံးမဲ့ဆိုရင်ခြားလား3ပါးလား3ပါးကဘာဒီလဲသက္ကာယဒိဋ္ဌိသတ္တတဒိဋ္ဌိဥစိတဒိဋ္ဌိဒိဋ္ဌိကဘယ်နှပါး3ပါးကဘာလဲပြန်ပြောစမ်းသက္ကာယဒိဋ္ဌိသတ္တတဒိဋ္ဌိဥစိတဒိဋ္ဌိဒိဋ္ဌိ3ပါးအတိညာအဘိခွာထားရမယ်အဲ့ဒီဒိဋ္ဌိ3ပါးအတိညာအပင်ခွာမထားပဲနဲ့တရားတော်မှာအထုခဲ့တော့အဲ့ဒီဝိပဿနာဒီဘာဖြစ်မဲ့ဒုဗလာဝိပဿနာအားနေတဲ့ဝိပဿနာဖြစ်မဲ့မညာဘုညာရပါမလားဒါပေမဲ့ညာဘုညာလိုချင်ဘလဝဝိပဿနာနဲ့အထုရမယ်ဆိုတော့ဘလဝဝိပဿနာဖြစ်ခြင်းတရားဓမ္မအရင်အထုရပါလားဒိဋ္ဌိအရင်ခွာပါလားကိဏ္ဍဘကဘာဒိဋ္ဌိသက္ကာယဒိဋ္ဌိသက္ကာယဒိဋ္ဌိဆိုတာကခန္ဓာ၅ပါးကိုခန္ဓာ၅ပါးရဲ့လို့မကြည့်ပဲနဲ့၅ပါးသူပဲယောက်ျားပဲမိန်းမပဲလို့မှားတော့အပဲဆွဲလာနေတာကတခြားလားသက္ကာယဒိဋ္ဌိလားခန္ဓာ၅ပါးဘုမှာငါသူတစ်ပါးယောက်ျားမိန်းမဆွဲလာတာကသက္ကာယဒိဋ္ဌိခန္ဓာ၅ပါးကိုခိုင်နေမြဲတဲ့ထင်တာကတတ္တဒိဋ္ဌိခန္ဓာ၅ပါးကိုပြောက်တယ်ဟုတ်လားတောက်တယ်ယူတာကခန္ဓာ၅ပါးကိုပြတ်တယ်တောက်တယ်ယူတာကခန္ဓာ၅ပါးကိုငါဆွဲတာကခန္ဓာ၅ပါးကိုခိုင်တယ်မြဲတယ်ယူတာကဒီဓမ္မခန္ဓာပျက်စီးပြီးကာမနောက်ခန္ဓာလုံးဝမဖြစ်ဘူးဤနေရာမှာပဲပြတ်သွားပြီးတောက်သွားပြီးအဆက်ဆက်ပြတ်သွားပြီးလို့ယူနေတာကဘာဒိဋ္ဌိလဲဒါပေမဲ့အဲ့ဒီဒိဋ္ဌိသုံးပါအတိညာအပြင်ခွာမထားပဲနဲ့ကွာမထားပဲနဲ့မကွာပဲနဲ့အထုတ်ခဲ့တော့အဲ့ဒီဝိပဿနာဒီအားနဲ့ဝိပဿနာဖြစ်ပါဆိုရင်ကဲမညာဘုညာရပါမလားဒါပေမဲ့ဒီကဓမ္မတို့မညာဘုညာဖြည်းမှရတာနဲ့မြင်မြန်ရတာဘယ်အကြိုင်မြင်မြန်ရခြင်းဣတ္တရှိပါမလားဒိဋ္ဌိအရင်ခွာပါလားကိဏ္ဍဘကဘာဒိဋ္ဌိသက္ကာယဒိဋ္ဌိဩခန္ဓာ၅ပါးကိုခန္ဓာ၅ပါးပဲလို့မကြည့်ပဲနဲ့ငါပဲသူပဲယောက်ျားပဲမိန်းမပဲလို့ဆွဲရင်တက္ကဒိဋ္ဌိဆိုတော့ကဲယောဂီများကအသိဉာဏ်ရှိရတော့ကြောင့်အခုတရားကိုနားနေကြတာတည်းကဲယောက်ျားတိလားမိန်းမတိလားခန္ဓာ၅ပါးလားကဲခန္ဓာ၅ပါးကဘာတွေလဲယူပဲ့ခန္ဓာခန္ဓာ၅ပါးကဘာတရားလဲသက္ကာယတရားခန္ဓာ၅ပါးကငါတို့ထေတာကဒါပဲသက္ကာယနဲ့ဒိဋ္ဌိနဲ့ပေါင်းရင်ဟောခန္ဓာ၅ပါးသက္ကာယတရားကလူတိုင်းရှိပင်ရှင်ရတော်လည်းပဲအဲ့ဒီခန္ဓာ၅ပါးပေါ်မှာအမြင်မှားလို့သာလဲသက္ကာယဒိဋ္ဌိဖြစ်ရတာပါဒါပဲကျွတ်တို့ကခန္ဓာ၅ပါးပေါ်မှာအမြင်မမှားရအောင်ခန္ဓာ၅ပါးကိုခန္ဓာ၅ပါးပဲလို့သိပြီမဲ့ဆိုရင်အရှိကိုအရှိတတ်သိရင်အမှန်ကိုအမှန်တတ်သိရင်သက္ကာယဒိဋ္ဌိဖြစ်ပါဦးမလားဒါပဲတရားကိုညာနေကြတာတွေယောက်ျားတိလားမိန်းမတိလားခန္ဓာ၅ပါးလားဩခန္ဓာ၅ပါးကစုဘောပြီးတရားကိုညာနေကြပဲခန္ဓာ၅ပါးကတရားကိုညာနေကြပဲလို့အရှိကိုအရှိတတ်သိရင်ဘာဒိဋ္ဌိပြုတ်မယ်တခြားကြောင့်ပြုတ်လားအမှန်သိသွားလို့လားအမှန်ရှိတာကခန္ဓာ၅ပါးအမှန်ရှိတာကအမှန်သိတာကသမာဓိဋ္ဌိအမှန်သိတာကအမှန်ရှိတာကခန္ဓာ၅ပါးအမှန်သိတာကနဝိသက္ကာယနဲ့သမာဓိဋ္ဌိနဲ့ပေါင်းရင်သက္ကာယရှိပြီရှိ냐တော့လည်းမိစ္ဆာဒိဋ္ဌိကမရှိတော့ဘူးသက္ကာယနဲ့သမာဓိဋ္ဌိနဲ့ပေါင်းပြီးရင်မိစ္ဆာဒိဋ္ဌိကင်းစင်သွားပြီဝါသက္ကာယဒိဋ္ဌိပြုတ်သွားပြီရှင်းမလားဒါပေခန္ဓာကိုခန္ဓာမှတည်းဘာဒိဋ္ဌိပြုတ်ဒါကဒုတိယကသတ္တတာဒိဋ္ဌိဩဤခန္ဓာ၅ပါးဒီဘယ်ခါမှမပြည့်စည်ပဲနဲ့အမြဲတမ်းခိုင်ခံ့နေတာပဲလို့ယူရတထလားသတ္တတာဒိဋ္ဌိလားအခုတော့တရားသမားကြီးရဲ့ခန္ဓာ၅ပါးဒီကဲခိုင်ခံ့ရဲ့လားမြဲကောမြဲရဲ့လားဒီကျွတ်တို့ရဲ့ခန္ဓာ၅ပါးဒီညာနဲ့ပဲကြည့်ကြည့်ရိုးရမျက်စိနဲ့ပဲကြည့်ကြည့်ညာနဲ့ကြည့်မှဆိုရင်လည်းပဲဤခန္ဓာ၅ပါးဒီခန္ဓာမစက်တည်းနဲ့ဖြစ်ပြနေပါလေရိုးရိုးမျက်စိနဲ့ကြည့်ပဲဆိုရင်လည်းပဲကျွတ်တို့ရဲ့ခန္ဓာကိုယ်ကြီးကတဖြည်းနဲ့အိုမင်းရင့်ရောမလာဘူးလားတခြားကြောင့်လားမခိုင်မြဲလို့လား
ဒါပေမဲ့ဤခန္ဓာကိုယ်ကြီးကိုရိုးရိုးမျက်စိနဲ့ပဲကြည့်ကြည့်ဉာဏ်မျက်စိနဲ့ပဲကြည့်ကြည့်ခိုင်မြဲတာဘာတစ်ခုပါလဲဒီဒါကြောင့်ဤခန္ဓာ၅ပါးရဲ့မခိုင်မြဲပုံကိုသိမှဆိုရင်ဗာဒိဋ္ဌိပြုံးဒီခန္ဓာ၅ပါးကိုခန္ဓာ၅ပါးရဲ့မခိုင်မြဲပုံကိုသိမှဆိုရင်တတတဒိဋ္ဌိအတိတ်ဉာဏ်အပြင်ပြုတ်သွားပြီနော်နောက်စကားဥစ္စေတာဒိဋ္ဌိပထမခန္ဓာ၅ပါးပြည့်စည်ပြီးတဲ့ခါမှနောက်ခန္ဓာ၅ပါးမဆယ်ဘူးပြတ်တော့သွားပြီလို့အပြည့်ယူရတာဗာဒိဋ္ဌိသို့တော့ခမရတို့ရဲ့ခန္ဓာ၅ပါးကြီးမခိုင်မြဲပေမခိုင်မြဲ냐တော်လည်းပဲပထမခန္ဓာ၅ပါးပြည့်ရင်ပြတ်သွားပါလားတောက်သွားပါလားဒုတိယခန္ဓာ၅ပါးအစားထိုးပါလားပထမခန္ဓာ၅ပါးကအကုဖြစ်အခုပြေနောက်ခန္ဓာ၅ပါးကအစားထိုးတာတခါဒုတိယခန္ဓာ၅ပါးကအကုဖြစ်အခုပြေနောက်ခန္ဓာ၅ပါးကအစားထိုးပြန်နေနော်နောက်ခန္ဓာဒီကအစားထိုးနေသေးလို့ဒါလေကျုပ်တို့မသိရသေးရပါနော်ပထမခန္ဓာ၅ပါးပြည့်စည်ပြီးတဲ့အခါမှာနောက်ခန္ဓာအစမထိုးရင်ကျုပ်တို့အလုံးသေပြီဗျာအခုတော့ကျုပ်တို့အလုံးသေပါလားဘာကြောင့်မသေသေးလဲနောက်ခန္ဓာကဆက်ကအစထိုးနေသေးလို့မသေးသေးတာရှင်းမလားဒါပေမဲ့ပထမခန္ဓာ၅ပါးပြည့်ဒုတိယခန္ဓာ၅ပါးအစားထိုးဒုတိယခန္ဓာ၅ပါးကပြည့်ပြန်တတိယခန္ဓာ၅ပါးကအစားထိုးဤကဲ့သို့ရှိကပြည့်နောက်က10ရှိကပြည့်နောက်က10ကောင်းခန္ဓာ၅ပါးရဲ့မကံမြဲမှုကိုသိရင်ပထမခန္ဓာနဲ့ဒုတိယခန္ဓာကြောင်းကျိုးဆက်ပုံကိုသိရင်အဲ့ဒီဒိဋ္ဌိ၃ပါးအတိညာအပြင်ပြုတ်ပြီးတဲ့အခါကျမှတရားဓမ္မအားထုတ်ရမယ်ရှင်းမလားဒါပေမဲ့အလုံးတရားဓမ္မတွေသက္ကာယဒိဋ္ဌိပြုတ်ပလားအတန်ကတော့တိုးသွားပါလားအလုံးတရားဓမ္မတွေသက္ကာယဒိဋ္ဌိပြုတ်ကြပါလားသတ္တတဒိဋ္ဌိကိုဥစ္စေတဒိဋ္ဌိကိုပြုတ်ပြီးဘာလုပ်ရမလဲဝိပဿနာတရားအားထုတ်ရမယ်ဒီသက္ကာယဒိဋ္ဌိသတ္တတဒိဋ္ဌိဥစ္စေတဒိဋ္ဌိအတိညာအပြင်ပြုတ်ပြီးတဲ့အခါတက္ကမတရားဓမ္မအထုတ်ရမယ်ဆိုတော့တရားဓမ္မတို့တရားဓမ္မအထုတ်တဲ့အခါမှာကျမ်းဂန်များကကာယဝေဒနာစိတ်ဓမေတုကိစီဓမ္မအနာမတိတောဘာဝနာနာမနတ္ထိကာယ ानु ပါဒနာတတိပဋ္ဌာန်စိတ် ानु ပါဒနာတတိပဋ္ဌာန်ဝေဒနာ ानु ပါဒနာတတိပဋ္ဌာန်စိတ် ानु ပါဒနာတတိပဋ္ဌာန်ဓမ္မ ानु ပါဒနာတတိပဋ္ဌာန်ဆိုပြီးတတိပဋ္ဌာန်ကဘယ်နှပါလဲကဲလိုက်ဆိုကာယ ानु ပါဒနာတတိပဋ္ဌာန်ဝေဒနာ ानु ပါဒနာတတိပဋ္ဌာန်စိတ် ानु ပါဒနာတတိပဋ္ဌာန်ဓမ္မ ानु ပါဒနာတတိပဋ္ဌာန်ဘယ်နှပါလဲကဲပြောကြည့်ရအောင်ကာယ ानु ပါဒနာတတိပဋ္ဌာန်ဝေဒနာ ानु ပါဒနာတတိပဋ္ဌာန်ဒါပေမဲ့တတိပဌာန်၄ပါးတဘာဘာကိုသုတ်တပိရှုမှပေါ်မြတ်မှသာလေဝိပဿနာဘာဝနာဖြစ်တယ်လို့အထကထာဆရာပြကညွှန်ကြားခဲ့တော့ကြောင့်ကျုပ်တို့ဝိပဿနာဘာဝနာဖြစ်ပြီးတော့မညာဖွညာလိုခြင်းတတိပဌာန်၄ပါးတဘာဘာမရှုဘဲနဲ့ကဲအောင်မြင်မှုရနိုင်ပါမလားဒါပေမဲ့ဝိပဿနာအလုပ်အောင်မြင်ပြီးမညာဖွညာလိုခြင်းတတိပဌာန်၄ပါးတဘာဘာရှုမှပွားများရမယ်လို့အထက်ကရာဆရာကဟောကြားထားခဲ့သောကြောင့်တင်နာမကတခြားလားကာယ ानु ပါဒနာတတိပဋ္ဌာန်လားဒါပေမဲ့ဘုရားရှင်များကတတိပဋ္ဌာန်၄ပါးဟောကြားထားခဲ့တာဒီတတ္တဝါဒီရဲ့အလိုဆန္ဒအလိုဇေကတရားနဲ့တရားမတူသောကြောင့်တတိပဋ္ဌာန်၄ပါးခွဲခြားဝေဖန်ပြီးဟောကြားထားခဲ့တယ်လို့မှတ်ရမယ်နော်အေးမြတ်စွာဘုရားကတတိပဌာန်၄ပါးတဘာဘာရှိပါဆိုရင်မညာဖွညာရနိုင်ကြတော့လည်းပဲတတိပဌာန်၄ပါးကိုဘာကြောင့်ခွဲခြားဝေဖန်ပြီးဟောကြားထားကြရတယ်ဆိုရင်တတ္တဝါကြီးရဲ့ဇေယိကမတူလို့အလိုဆန္ဒလည်းမတူဘူးဇေယိချင်းလည်းပဲအလိုဆန္ဒချင်းလည်းဇေယိချင်းလည်းပဲဒီတရားနဲ့တရားအလိုဆန္ဒဇေယိချင်းမတူသောကြောင့်ဘုရားရှင်များကတတိပဌာန်၄ပါးကိုခွဲခြားဝေဖန်ပြီးဟောကြားထားခဲ့တယ်လို့မှတ်ရမယ်။ဒါပေမဲ့ဘုရားရှိရဲ့အလိုတော်ကိုသိရှိကြတဲ့ထက္ကရာဆရာပြကနံပါတ်1မန္တတာတဏှာစရိတ္တ
ဩဇာတိကကာယ ानु ပါဒနာတတိပဌာနာဝိတ္တုတိမေခောတဏှာကနှုံလေးလံထိုင်မှန်ပြီးတော့တဏှာလောဘစဲအာကြည့်မှဆိုရင်အဲ့ဒီယောဂီမြတ်သားသည်ယုံရင်ကြမ်းတမ်းတဲ့ကာယ ानु ပါဒနာတတိပဌာကိုရှုမှတ်ပေးရမယ်ဉာဏ်ပညာကမကောင်းဘူးပေါ့နော်ဉာဏ်ပညာကဘာလဲသိပြီးတော့မကောင်းဘူးသို့တော်သူမကလူရင်ရခြင်းမှုဆိုတဲ့လောဘကအပ္ပနာမှာအာကြည့်တယ်ဉာဏ်ပညာကမကောင်းဘူးလူရင်ရရင်တဲ့လောဘတဏှာကအာကြည့်နေတယ်လောကမှာမရှိဘူးလားလောကမှာအကျင့်ပုဂ္ဂိုလ်တစ်စုံတယောက်ဒီဉာဏ်ပညာကသိပြီးတော့မကောင်းပါမှတ်ညာမကောင်းပါတို့တော်သူမကဘာကိုပဲမြင်မြင်ဘာကိုပဲကြားကြားလူရင်ရခြင်းမှုဆိုတဲ့လောဘဆဲရိုက်လောဘဝါဒနာကအာကြည့်မဲ့ဆိုရင်အဲ့ဒီယောဂီပြုစားသည်ယုံရင်ကြမ်းတမ်းတဲ့ကာယ ानु ပါဒနာတတိပဌာကိုရှုမှတ်မယ်ဆိုရင်အဲ့ဒါမညာပူညာရာကြောင်းအချိန်ကောင်းမယ်ဒါဖြင့်ဉာဏ်ပညာနှုံနေလေးလာထိုင်မှန်ပြီးတော့လောဘတရားလိုချင်မှုအာကြည့်နေမယ်ဆိုရင်ဒီယောဂီပြုစားသည်ဘာကိုရှုရမယ်ဒါကြောင့် ानु ပါဒနာတတိပဌာနောက်ဉာဏ်ပညာနှုံနေလေးလာထိုင်မှန်ပြီးတော့လိုချင်မှုရချင်မှုဆိုတဲ့လောဘစရိုက်လောဘဝါဒနာအာကြည့်အဲ့ဒီယောဂီပြုစားသည်ကာယ ानु ပါဒနာတတိပဌာကိုရှုမှတ်ပေးပါအဲ့ဒါမညာပူညာရာကြည့်အကြောင်းတရားပဲဒါကြောင့်ယောဂီများကိုယ့်ဟာကိုဝေဖန်ဖို့နော်ငါဒီဉာဏ်ပညာကောင်းလားမကောင်းဘူးလားငါဒီလူရည်ရခြင်းမှုလောဘတရားအာကြည့်လားမကြည့်ဘူးလားကိုယ့်ဟာကိုဝေဖန်ရင်မသိရဘူးလားဒါပေမဲ့ဉာဏ်ပညာနှုံနေလေးလာထိုင်မှန်ပြီးတော့လူခြင်းမှုရခြင်းမှုလောဘတဏှာအာကြည့်ရင်အဲ့ဒီယောဂီပြုစားသည်ဘာ ानु ပါဒနာရှိရမယ်ဒါကနံပါတ်1နောက်နံပါတ်2ကတိခတာဉာဏ်ပညာကကောင်းတယ်ဉာဏ်ပညာကတို့တော့သူမှလည်းပဲဘာကိုမြင်မြင်ဘာကိုကြားကြားလိုချင်မှုရခြင်းမှုဆိုတဲ့လောဘတရားတဏှာတရားကအာကြည့်နေပြန်မဲ့ဆိုရင်အဲ့ဒီယောဂီပြုစားသည်တိမ်မွေ့နူးညံ့တဲ့ဝေဒနာ ानु ပါဒနာတတိပဌာကိုရှိရမယ်ဉာဏ်ပညာကောင်းပြီးတော့ဟုတ်လားတရားဓမ္မတို့ဉာဏ်ပညာကောင်းပြီးတော့လိုချင်မှုရခြင်းမှုလောဘတဏှာအာကြည့်ရင်ဘာရှိရမယ်တိမ်မွေ့ညဉ့်ညံ့တဲ့ဝေဒနာ ानु ပါဒနာတတိပဌာကိုရှိမှရမယ်မှတ်ပြီရဲ့လားဉာဏ်ပညာကောင်းပြီးတော့လိုချင်မှုရခြင်းမှုအာကြည့်ရင်ဘာရှိရမယ်နော်ကဲကိုယ့်ဟာကိုဝေဖန်ငါဒီဉာဏ်ပညာမကောင်းဘူးလားဉာဏ်ပညာကောင်းလားငါဒီလောဘဆဲအာကြည့်လားအာမကြည့်ဘူးလားကိုယ့်ကိုဝေဖန်ရင်ပေါ်မှာပေါ့နော်ဟောငါဒီဉာဏ်ပညာကမကောင်းဘူးတိုးတော့ငါဒီဘာကိုပဲမြင်မြင်ဘာကိုပဲကြားကြားလူချင်းမှုရခြင်းမှုဆိုတဲ့ဇောတရားကအမှန်တမ်းငါမှများနေတယ်လို့သိရမယ်ဆိုရင်အဲ့ဒီယောဂိတိဘာကိုအားထုတ်မယ်ဟောငါဒီဉာဏ်ပညာကမဆိုးဘူးကောင်းတယ်ဉာဏ်ပညာကကောင်းပြီကောင်းကြတော့လည်းပဲခုနကပြောခဲ့တဲ့အတိုင်းလူချင်းမှုရခြင်းမှုခေါ်တဲ့လောဘတဏှာအာကြည့်နေမှာဆိုရင်ဤယောဂိမျိုးစားကြီးဘာကိုကြိုးစားပြီးရှိရမယ်ဝေဒနာ ानु ပါဒနာတတိပဌာကိုကြိုးစားပြီးရှိရမယ်နှစ်နံပါတ်နော်နောက်သုံးနံပါတ်ကဒိဋ္ဌိစိရိတတာပိမန္တတာဉာဏ်ပညာနှုံနေလေးလံထိုင်မှန်ပြီးတော့ဒိဋ္ဌိအစွဲအာကြည့်မကျင်းလုံးမတည်လုံးတဲ့စိတ်ဓာ ानु ပါဒနာတတိပဌာကိုရှိရမယ်ဉာဏ်ပညာနှုံနေလေးလံထိုင်မှန်ပြီးတော့ဒိဋ္ဌိအစွဲအာကြည့်ဘာကိုရှိရမယ်သူမှာကဘာလဲဉာဏ်ပညာကနှေးတယ်ဒိဋ္ဌိအစွဲကအာကြည့်တယ်ဉာဏ်ပညာကဒိဋ္ဌိအစွဲကအဲ့ဒီယောဂီဘာကိုရှုမယ်ဣဒ္ဓ ानु ပါဒနာတတိပဌာနောက်၄နံပါတ်ကတိခါတာဉာဏ်ပညာကထက်မြက်ပါတယ်သို့တော်သူမှာကဒိဋ္ဌိအစွဲငါဆိုအာကြည့်နေမယ်ဆိုရင်အဲ့ဒီယောဂီမျိုးသားတိအမှန်တမ်းကျယ်ဝန်းတဲ့ဓမ္မ ानु ပါဒနာတတိပဌာကိုရှုရမယ်ဉာဏ်ပညာအားကောင်းပြီးတော့လေဉာဏ်ပညာအားကောင်းပြီးတော့ဒိဋ္ဌိအစွဲအာကြည့်ရင်ဘာရှုမယ်ဓမ္မ ानु ပါဒနာတတိပဌာကိုရှုရမယ်နော်ဤကဲ့သို့မညာပူညာရဖို့ရာအတွက်ဝိပဿနာတရားအထုတဲ့ခါမှလည်းပဲကိုယ်စရိုက်နဲ့ကိုက်ညီတဲ့တတိပဌာသဘာဝရွေးချယ်ပြီးရှုမှတ်တာလေမညာပူညာကအမျက်စာရမှာကိုယ်ကမညာပူညာလိုချင်တဲ့အတွက်အထုတန်ညာတော်လည်းပဲကိုယ်စရိုက်နဲ့မကိုက်တဲ့တတိပဌာကိုရှုမှတ်နေမှဆိုရင်မညာပူညာမြင်မြဆန်းဆန်းရပါမလားဒီမညာပူညာမှမရကြတော့ဘုရားရှင်ကိုဓမ္မနဲ့ပြန်ပြီးကျေးဇူးဆံနိုင်ပါမလားဒါ
ဒါပေမဲ့ညာဘုညာအများစားရပြီဓမ္မနဲ့ပြန်ပြီးကျေးဇူးဆက်ခြင်းပါ၏ဖရာဆိုရင်ခုနကပြောခဲ့ပြီညာပညာမကောင်းမဲ့နဲ့လိုချင်မှုရချင်မှုအာကြည့်ရင်ကာနုပါဒနာရှုညာပညာကောင်းပြီလိုချင်မှုရချင်မှုအာကြည့်ရင်ဝေဒနာနုပါဒနာရှုညာပညာမကောင်းမဲ့နဲ့ဒိဋ္ဌိအစွဲအာကြည့်ရင်ဒီညာပညာအကောင်းပြီဒိဋ္ဌိအစွဲအာကြည့်ရင်ကဲတတိပဒံ၄ပါးတို့တဲ့ဒကာကြီးများဘက်ကဘာကိုရှုမယ်စိတ်ကိုရှုမယ်နော်ဘာရှုမယ်ကဲတတိပဒံ၄ပါးရှိတဲ့အနဲ့ဒကမကြီးဘက်ကဘာကိုကြိုးစားပြီးရှုမယ်စိတ်ကိုပဲလားနော်သူများစိတ်လို့ကိုယ်လည်းစိတ်လို့မပြောနဲ့ကိုယ့်ဟာကိုဝေဘာအောင်စစ်စေးအောင်တိုင်းချင်တိအောင်ဒါပေမဲ့ဣတိယဘောမှာဉာဏ်ပညာနှုတ်ပြီးတော့လိုချင်မှုရချင်မှုအာကြီးရဲ့ယောဂီများလည်းပါမယ်ဣတိယဘောမှာဉာဏ်ပညာအကောင်းပြီးတော့လိုချင်မှုရချင်မှုအကောင်းတဲ့ယောဂီများလည်းပါမယ်ဣတိယဘောမှာဉာဏ်ပညာနှုတ်နေလေးလမ်းပြီးဒိဋ္ဌိအစွဲအာကြီးရဲ့ယောဂီများလည်းပါမယ်ပါနိုင်ဘူးလားဣတိယဘောမှာဉာဏ်ပညာကောင်းပြီးဒိဋ္ဌိအစွဲအာကြီးရဲ့ယောဂီများလည်းပါမယ်မပါဘူးလားအဲ့လိုပါတဲ့အတွေ့မြတ်စွာဘုရားကတတိပဒံ၄ပါးတတ္တဝါတွေရဲ့အလိုဇဲကိုကြည့်ပြီးတော့ခွဲခြားဝေဖန်ဟောကြားထားခဲ့တယ်လို့မှတ်ရမယ်ဒီဘုန်းကြီးများကယောဂီများရဲ့ဇဲဝါဒနာကိုတော့မသိနိုင်ဘူးပေါ့နော်ကိုယ့်အကိုဝေဖန်စစ်ဆေးပြီးတော့ရှုကြပေါ့ရုပ်ကြရင်ရုပ်ရှုဝေဒနာကြရင်စိတ်ကြရင်သစ္စာကြရင်ကြာရာရှုဧကောသဘောပဲရုပ်ရှုလည်းမညာဘုံညာမရနိုင်ဘူးလားဝေဒနာရှုလည်းပဲစိတ်တွေဓမ္မတွေရှုလည်းပဲဒီကြာရာရှုပါကဲဒါပြီကောင်းပြီယနေ့မြတ်စွာဘုရားကစင်တိုင်းကာယ ानु ပါဒနာတတိပဒံကစားပြီးဟောကြားထားခဲ့တဲ့အတော်ဘုရားရှင်ကိုယ်တိုင်မူလပန္နာတပါဠိတော်မာတတိပဒနာတော်တော်ကြီးမှာမြတ်စွာဘုရားဒီကာယ ानु ပါဒနာတတိပဒံကိုလည်းဟောကြားထားခဲ့ပါတယ်မဟုတ်ခဲ့ဘူးလားဝေဒနာ ानु ပါဒနာတတိပဒံကိုလည်းပဲဟောကြားထားခဲ့ပါတယ်စိတ်ဓာ ानु ပါဒနာတတိပဒံကိုလည်းပဲဓမ္မ ानु ပါဒနာတတိပဒံကိုလည်းပဲဒါပေမဲ့ဘုရားရှင်ကမူလပန္နာတပါဠိတော်မှာတတိပဒနာတုတော်ကြီးမှာကာယ ानु ပါဒနာနဲ့ပတ်သက်ပြီးတော့အပိုက်စိတ်အားဖြင့်5မျိုးတယုတ်အားဖြင့်14မျိုးဟောကြားထားခဲ့ပါတယ်နော်အာနာပါနပပအရိယပရပပတံပစညာပပပရိဂုရဗနတိကာသပပဓာတုမနတိကာသပပနဝတိဝေတိကပပလို့အစေပိုက်အားဖြင့်5မျိုးအစေပိုက်အားဖြင့်5မျိုးတယုတ်အားဖြင့်14မျိုးတယုတ်အားဖြင့်ဤကဲ့သို့ဘုရားရှင်ကိုယ်တိုင်တတိပဒံပါဠိတော်ကြီးမှာကာယ ानु ပါဒနာနဲ့ပတ်သက်ပြီးတော့အစေပိုက်အားဖြင့်5မျိုးတယုတ်တကံအားဖြင့်14မျိုးဟောကြားထားခဲ့တော့ကြောင့်ယနေ့အာနာပါနနုပါဒနာကာယ ानु ပါဒနာတတိပဒံကိုစပြီးတော့ဟောကြားပေးပါမယ်အာနာပါနနဲ့ကာယ ानु ပါဒနာတတိပဒံကိုရှုမှတ်ပွားများဖို့ကိုဟောကြားပေးမယ်နော်ဒါပေမဲ့ယနေ့အာနာပါနနဲ့ပတ်သက်ပြီးတော့ကာယ ानु ပါဒနာတတိပဒံကိုဟောကြားပေးမယ်ဆိုတော့ကဲယောဂီများသည်တမာတိရရှိဖို့ရအတွက်တော်တဲ့တောင်းတင်မှာဖြစ်စေတိတ်တွေရင်ဝါတွေရင်မှာဖြစ်စေအခုလိုလူသားရှင်သန်ကိစ္စတဲ့ကြောင်းကဘုရားမှာဖြစ်စေတွားရောက်ပြီးရင်ကြိုက်တဲ့အရိယာဘုရားထိုင်ပြီးတော့ဘယ်ဘက်လက်ဝါအောက်ကထားညဘက်လက်ဝါဘုကတည်းခေါင်းလေးကိုနေတော့ထားပြီးမျက်လုံးကိုမိတ်ပါးစပ်ကိုပိတ်လျက်ထွက်လေတိဝဲလေတိထွက်လေတိဝဲလေတိလုပ်ပြီးအာနာပါနဘာဝနာကိုမပွားရဘူးလားဒါပဲထွက်လေတိဝဲလေတိထွက်လေတိဝဲလေတိလုပ်ပြီးရင်အာနာပါနနုပါဒနာတတိပဒံကိုတရားတော်တို့အာနာပါနခေါ်တဲ့ကာယ ानु ပါဒနာတတိပဒံကိုပွားများအထုံနေတဲ့အတွက်ထွက်လေဝဲလေတိတခြားလားယုတ်တရားလားယုတ်တရားနော်ယောဂီများထွက်လေတိဝဲလေတိထွက်လေတိဝဲလေတိဥပိ္ပခါမှာထွက်လေဝဲလေတိတခြားလားယုတ်တရားလားထွက်လေဝဲလေကိုမသိရသိအောင်ဆိုပြီးတော့တတိတရားနဲ့စွန့်ပါပိနေတဲ့တတိတရားကတခြားလားနံတရားလားထွက်လေဝဲလေကထွက်လေဝဲလေသင်ကြောင်းတတိထပ်ပိနေတဲ့တတိတရားကနံတရားဒါပဲထွက်လေတိဝဲလေတိထွက်လေတိဝဲလေတိပထမလုပ်ပေးနေရမယ်နော်အဲ့ဒါဘာတီထောင်းနေတာလဲ
တတိမြဲရာပထမတတိမြဲရာပထမဘက်မှာတတိမြဲအောင်ထွက်လေတိဝဲလေတိထွက်လေတိဝဲလေတိပွားများပြရမယ်နော်ဒီချိန်မှမြတ်စွာထက္ကသကထွက်လေတိဝဲလေတိထွက်လေတိဝဲလေတိလုဝေနေတာတိတတိမြဲဖို့ရာအတွေ့ဘာမြဲဖို့လဲတတိမြဲရာပထမဒါပထမပေါ့နော်ဒုမာရှိတိုတိဒုတိယအချိန်ကြတော့ထွက်လေဝင်လေရှေးရှေးရှူချိုက်မယ်ဆိုရင်ရှေးရှေးရှူချိုက်တယ်လို့ဒီထွက်လေဝင်လေတိုးတိုးရှူချိုက်မယ်ဆိုရင်တိုးတိုးရှူချိုက်တယ်လို့ဒီဤလိုလည်းမသိရဘူးလားထွက်လေဝင်လေရှေးရှေးရှူချိုက်ရင်ရှေးရှေးရှူချိုက်လို့ဒီထွက်လေဝင်လေတိုးတိုးလေးရှူချိုက်တယ်ဆိုရင်တိုးတိုးရှူချိုက်တယ်လို့ဒီမသိရဘူးလားဒါတော့တတိမြဲရာပထမဒုမာရှေးတိုတိဒုတိယဘက်မှာအရှေးတိုတိရမှာနော်ဒုတိယဘက်မှာပါလေလိုက်ဆိုတတိမြဲရာပထမဒုမာရှိတိုတိပထမကတတိတရားမြဲဖို့ရာအတွေ့ထွက်လေတိဝဲလေတိထွက်လေတိဝဲလေတိလုပ်ပြီးရင်ပေါ်များနေရမယ်ဒုတိယဘက်ကျတော့အဲ့ဒီထွက်လေဝင်ကြီးရဲ့ရှေးရှေးရှူချရင်ရှေးရှေးရှူတတ်ချက်တယ်လို့သိပါတူတူရှူချရင်တူတူလေးရှူရချက်တယ်လို့သိရမယ်နော်လုံးစုံလင်းရာသို့လုံးစုံလင်းရာတ၌သာလုံးစုံလင်းရာတ၌သာစမငြိမ့်စေပြီလုံးစုံလင်းရာတ၌သာစမငြိမ့်စေပြီဒီတတိယကတ္တရတော့ထွက်လေဝေလေတို့ရဲ့အစအလယ်ဆုံးသုံးပါးလုံးထင်ရှားအောင်ပြုပြီးရင်ထွက်လေတိဝေလေတိထွက်လေတိဝေလေတိပေါ်များပြရမယ်နော်တတိယဘက်ကထွက်လေဝေလေရဲ့အစအလယ်ဆုံးသုံးပါးလုံးကိုထင်ရှားစေလျက်ထွက်လေတိဝေလေတိထွက်လေတိဝေလေတိလို့မပွားများရဘူးလားနော်နံပါတ်လေးကျတော့စမငြင်းစီပြီနော်နံပါတ်လေးကျတော့ထွက်လေဝေလေရဲ့ထွက်လေဝေလေကိုတဖြည်းဖြည်းတိမ်မွေ့တိမ်မွေ့တိမ်မွေ့နူးညံ့နူးညံ့နူးညံ့သွားအောင်နောက်ဆုံးထွက်လေဝေလေမရှိတော့လောက်အောင်ရှူချိုက်ပေးရမယ်အဲ့ဒါကိုစပါငင်းစီပြီဟုတ်လားလေးနံပါတ်ကျတော့ထွက်လေဝေလေမရှိတော့ဘူးလို့ထင်ရအောင်ဝါထွက်လေဝေလေခြုံငင်းသွားအောင်ရှုမှဘဝများပြီးမနေရဘူးလားအဲ့တော့ပြန်ဆိုတတိမြဲရာပထမဒုမာရှိတိုတိလုံးစုံလေးရာတ၌သာစမငြိမ့်စီပြီဒီကဲ့သို့ထွက်လေသည်ဝဲလေသည်ထွက်လေသည်ဝဲလေသည်ရှုမှပေါ်များပြီးပါဒုတိယထွက်လေဝဲလေရှေးရှေးရှုချရင်ရှေးရှေးရှုကြလို့သိပြီးပါထွက်လေဝဲလေတိုးတိုးရှုချရင်တိုးတိုးရှုကြလို့သိပြီးပါထွက်လေဝဲလေရဲ့အစလည်းဆုံးတော့လို့ကောင်းစွာချိန်ရှားစီလျက်ထွက်လေဝဲလေသိပြီးပါနောက်တကထွက်လေဝင်လေကိုတပြေးပြေးခြုံကြည့်ယူသိမ်းတော့အောင်မရှိတော့ဘူးလို့ထင်အောင်တိတ်ဝိတော့အောင်ရှူချိုက်ပေးရမယ်နော်ဒီကဲ့သို့ရှူချိုက်ပြီးတော့တရားသမားတို့ထွက်လေဝဲလေဆိုတာတခြားလားယုတ်တရားလားဒီကဲ့သို့ထွက်လေတိဝဲလေတိထွက်လေတိဝဲလေတိလုပ်ပြီးလေထွက်လေဝဲလေရှုမှပြီးတော့အတ္တိကာယောတိဝပတ္တသာတတိပိစုပတိတာဟောတိဟောကာယတဏ္ဍမှာထွက်လေဝဲလေခေါ်တဲ့ယောပေါင်းသာရှိတယ်ထွက်လေဝဲလေခေါ်တဲ့ယောတရားသာရှိတယ်ငါမရှိသူမရှိယောက်ျားမှရှိပါမလားကိုယ့်ရဲ့တဏ္ဍမှာထွက်လေဝဲလေခေါ်တဲ့ယောပေါင်းသာရှိတယ်နော်ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ရှိရလားဒါပေမဲ့ဒီကဓမ္မတို့ရဲ့တဏ္ဍမှာထွက်လေတိဝဲလေတိထွက်လေတိဝဲလေတိလုပ်ပြီးနေတဲ့ခိုက်မှာယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ရှိရလားဟောငါရဲ့တဏ္ဍမှာယုတ်တရားသာထင်ရှားရှိပါလား။ဩငါ့ရဲ့တဏ္ဍာမှာယုတ်တရားသာထင်ရှားရှိပါလားတို့သိတိပေးကြရမယ်။ဒါရင်ခမရတို့ရဲ့တဏ္ဍာမှာထွက်လေဝင်လေရှိမှတဲ့ခါမှာယောက်ျားမိန်းမရှိပါလား။ယုတ်ပေါင်းလားရှိပါလား။ကာယယုတ်ပေါင်းနဲ့ကာယယုတ်ပေါင်းဖမရှိမှပွားများပေးရမယ်။ထွက်လေဝင်လေထွက်တတ်ဝင်တဲ့ဝင်တိုင်းဩယုတ်ပေါင်းပဲဩယုတ်တရားပဲဩယုတ်တရားပဲဩယုတ်တရားပဲလို့သိမှပေးရမယ်နော်။ဧကဲ့သို့ဘုရားတဏ္ဍာမှာလည်းပဲယုတ်ပေါင်းကိုယုတ်ပေါင်းလို့ရှုသူများတဏ္ဍာမှာလည်းပဲယုတ်ပေါင်းနဲ့ယုတ်ပေါင်းလို့ရှုမိမိသူတော်နှုတ်ရရဲ့တဏ္ဍာမှာလည်းပဲယုတ်ပေါင်းနဲ့ယုတ်ပေါင်းမယ်ယုတ်ပေါင်းမယ်ယုတ်ပေါင်းမယ်လို့ရှုမှနေမယ်ဆိုရင်ယာဝတိဝညာနဲ့မှတ်တရား
ဉာဏ်ပညာတရားတွေကတိုးတက်မလာဘူးလားအဲ့ဒီတရားကပိုးပြီးအားကောင်းမလာဘူးလားဟေးထွက်လေဝေလေခေါ်တဲ့ယုတ်တရားကိုယုတ်တရားပဲလို့ထက်ခါရှုပါနေမှဆိုရင်အဲ့ဒီတရားကလည်းအားကောင်းလာတယ်ဉာဏ်ပညာတရားကလည်းအားကောင်းလာတယ်အားမကောင်းလားသက္ကာသမုဒယဓမ္မနုပါတိဝါဝေယဓမ္မနုပါတိဝါထွက်လေဝင်လေကိုသိပေုံနဲ့အားမရသေးနဲ့ဟုတ်လားထွက်လေဝင်လေရဲ့ဖြစ်တော်ပြည့်တော်ကိုမြောင်လည်းပဲမရှိပါဘူးလားသမုဒယဓမ္မနုပါတိဝါအဖြစ်ကိုလည်းပဲမြောင်ရှိပါဝေယဓမ္မနုပါတိဝါအပြည့်ကိုလည်းပဲအဖြစ်ကိုလည်းပဲအပြည့်ကိုလည်းပဲဒါပဲယောဂီများဒီထွက်လေဝင်လေထွက်တတ်ဝင်တိုင်းထွက်လေဝင်လေကိုယုတ်တရားပဲလို့သိပြရမယ်အဲ့ဒီထွက်လေဝင်လေခေါ်တဲ့ယုတ်တရားရဲ့ဖြစ်တော်ပြတော်ကိုလည်းပြအောင်ရှုပြရမယ်မရှိပါဘူးလားဒါပဲထွက်လေဝင်လေထွက်တတ်ဝင်တိုင်းယုတ်တရားပဲလို့ရှုမှနေခြင်းဒီတထလားကာယ ानु ပါဒနာတတိပဌာန်လားတတိပဌာန်လို့မှတ်ရမယ်နော်ဒါပဲထွက်လေဝင်လေထွက်တတ်ဝင်တိုင်းယုတ်တရားပဲလို့ရှုမှနေခြင်းဒီတတိပဌာန်ဘာပဌာန်လဲဒါကြောင့်ထွက်လေဝင်လေရဲ့ဖြစ်တော်ကိုပြတော်ကိုမြင်အောင်ရှုနေမယ်ဆိုရင်ဖြစ်ပြမြတ်အချင်းကကာလကစ၍တိဋ္ဌိပဌာနာဘာဝနာမဖြစ်ဘူးလားထွက်လေဝင်လေရဲ့ဖြစ်တော်ပြတော်ကိုမြင်တဲ့အချင်းကကာလကစ၍ဘာဖြစ်ပြီတိဋ္ဌိပဌာနာဘာဝနာဖြစ်ပြီဘာဖြစ်ပြီအတ္တမထွက်လေဝင်လေကိုထောတတ်ဝင်တိုင်းယုတ်တရားပဲလို့သိစခါမှာတိဋ္ဌိပဌာန်ဒါကြောင့်ထွက်လေဝင်လေခေါ်တဲ့ယုတ်တရားရဲ့ဖြစ်တော်ပြတော်ကိုမြင်တိဋ္ဌိပဌာနာဘာဝနာဖြစ်ပြီနော်ဒါပဲဖြစ်ပြလို့ရှုပြီးတဲ့ခြေကလကစပြီးဆက်ကဖြစ်ပြတော်ကိုရှုပါနေကြမယ်ဆိုရင်အေရှုမှာပွားများပါအာကြည့်မယ်ဆိုရင်ဖြစ်ပြမုံမယ်ဖြစ်ပြဒုက္ခကြီးယောဂီများရဲ့ညအောက်မှာချွတ်ဆုံးသွားမယ်ဆိုရင်တတိပဌာန်လမ်းဆုံးမရောက်နိုင်ဘူးလားဒါပေမဲ့ဒီနေရာမှာတတိပဌာန်ရဲ့တတိပဌာနာဘာဝနာရဲ့တတိပဌာန်လမ်းဆုံးရဲ့သုံးမျိုးမရှိဘူးလားပြောကြည့်ရအောင်တတိပဌာန်တတိပဌာနာဘာဝနာတတိပဌာန်လမ်းဆုံးတတိပဌာန်လမ်းဆုံးရောက်မှသာလေမညာဖုန်ညာရမှာမညာဖုန်ညာရမှာမြတ်စွာဘုရားကိုတပတ်နဲ့ပြန်ပြီးကျေးဇူးဆက်နိုင်ပါဒါကြောင့်တရားတော်တွေတတိပဌာန်ရှုမှပွားများယုံနဲ့လေအားမရသေးနဲ့တတိပဌာနာဘာဝနာဖြစ်အောင်ဖြစ်ပြက်ကိုမြင်အောင်လည်းမရှိပါဘူးလားတတိပဌာန်လမ်းဆုံးရအောင်လည်းမရှိပါဘူးလားဒါပေမဲ့တရားဓမ္မတွေရှုမှပွားများနေတဲ့ထွက်လေဝင်လေဒီတခြားလားယုတ်တရားလားကာယကယုတ်ကာယကဘာလဲအနုပဒနာကအဖန်ဖန်ပွားများခြင်းအနုပဒနာကဘာလဲတတိပဌာကတတိပဌာန်ပြဋ္ဌာန်းခြင်းနော်ယုတ်တရားနဲ့ယုတ်တရားလို့ဖမန်ထက်ကပွားများအထုံနေခြင်းနေတခြားလားကာယ ानु ပါဒနာတတိပဌာန်လားဖွဲ့လေဝေလေခေါ်တဲ့ယုတ်တရားဘောမှာယုတ်တရားပဲလို့ရှုမှပွားများအထုံနေခြင်းဒီကာ ानु ပါဒနာတတိပဌာန်အဲ့ဒီထွက်လေဝေလေခေါ်တဲ့ယုတ်တရားရဲ့ဖြစ်ပြသဘောကိုမြင်တတိပဌာနာဘာဝနာဖြစ်ပြဆုံးသွားရဲ့တတိပဌာန်လမ်းဆုံးနော်သုံးချက်နော်ဘယ်နှချက်လဲထွက်လေတိဝေလေတိထွက်လေတိဝေလေတိအထုံနေတာကတတိပဌာန်နော်ထွက်လေဝေလေရဲ့ဖြစ်သဘောပြသဘောကိုမြင်မှဆိုရင်ဖြစ်ပြခေါ်တဲ့ဒုက္ခသစ္စာကြီးချိုးဆုံးသွားမှဆိုရင်တတိပဌာနာဘာဝနာဒါပဲယောဂီများထွက်လေဝေလေပေါ်မှာထွက်လေတိဝေလေတိထွက်လေတိဝေလေတိလို့သင်ရှားအောင်လုပ်နေတဲ့တိတိတရားဒီခန္ဓာတစ်ပါးဖြစ်တော့ကြောင့်အဲ့ဒီတိတိဆိုတဲ့ခန္ဓာ၅ပါးကမြင်မှလားပြည့်မှလားဒါပေမဲ့ထွက်လေဝေလေကိုသိနေနေတဲ့တိတိတရားကဖြစ်ပြဆိုတော့တခြားလားဒုက္ခသစ္စာလားထွက်လေဝေလေသင်ရှားအောင်ဟုတ်လားလုပ်ပေးနေတဲ့တတိတရားစီဖြစ်ပြီးရင်ပစ္စည်းရတော့ကြောင့်တခြားလားဒုက္ခသစ္စာလားထွက်လေဝေလေခေါ်တတိခေါ်တဲ့ခန္ဓာတစ်ပါးကိုဖြစ်အောင်လုပ်တတ်တဲ့တဏှာတရားကတခြားလားသမုဒယသစ္စာလား
ထွက်လေဝေလေသိသိတဲ့တတိတရားကဘာသစ္စာဒုက္ခသစ္စာထွက်လေဝေလေသိသိနေတဲ့တတိတရားကဘာသစ္စာတခြားကြောင့်လားမမြဲလို့လားတတိတရားလည်းမမြဲဘူးနော်ဒါကြောင့်ထွက်လေဝေလေသိသိအောင်သိသိနေတဲ့ခြေလျှောက်လုပ်နေတဲ့တတိတရားဒီဖြစ်ပြီးလေးပြည့်စည်ရတော့ကြောင့်တခြားလားဒုက္ခသစ္စာလားဒီတဏှာတရားကတခြားလားသမုဒယသစ္စာလားအဲ့ဒီသမုဒယသစ္စာတဏှာသမုဒယသစ္စာဒုက္ခသစ္စာချုပ်ငြိမ်းရာတဏှာချုပ်ငြိမ်းရာတရားကဘာသစ္စာနိရောဓသစ္စာသမုဒယသစ္စာဒုက္ခသစ္စာချုပ်ငြိမ်းရာဌာနကဘာသစ္စာဒီဒုက္ခသစ္စာကိုပယ်ချပြီးဒီကြောင့်သမုဒယသစ္စာကိုပယ်ကြောင်းနိရောဓသစ္စာကိုမြတ်မပြုကြောင်းတရားကတခြားလားမက္ခသစ္စာလားဒါပေအာနာပါနာခေါ်တဲ့ကာယ ानु ပါဒနာတတိပဌာန်ကိုရှုမှတ်ပွားများပြီးတော့ကိုယ့်ရဲ့တဏ္ဍာမှာတတိပဌာန်ကိအောင်လဲကြိုးစားကြမယ်ဆိုရင်တတိပဌာန်ဘာဝနာဖြစ်အောင်လဲကြိုးစားကြမယ်ဆိုရင်တတိပဌာန်လမ်းဆုံးကိုလည်းရအောင်ကြိုးစားကြမယ်ဆိုရင်ဘဝမှာပဲမဉ္ဇဉ်ဖူညာရ၍ကိုရရှိထားတဲ့မဉ္ဇဉ်ဖူညာနဲ့ဘုရားရှိခိုးသွားပြီးဣမာယဓမ္မနုဓမ္မပฏิပါတိယဗုဒ္ဓဘုဇေမိပါဖရာရှင်ဘုရားယူရောရဲ့ဘောမှာအမှန်တမ်းကျေးဇူးတရားပြုပါလာတဲ့ရှင်ဘုရားကိုတပည့်တော်ရရှိတဲ့မတ္တမဖုရမနဲ့ပြန်ပြီးတော့ပူဇော်ပါတယ်ဘုရားလို့ကိုရရှိလာတဲ့မတ္တမဖုရမနဲ့ဘုရားရှင်ကိုပြန်ပြီးကျေးဇူးဆက်လိုက်မှဆိုရင်အကောင်းဆုံးကျေးဇူးဆန္ဒဖြစ်မဖြစ်ဒီဒါကြောင့်ကျေးဇူးရှင်မြတ်ကျေးဇူးဆက်ကြဆိုတဲ့အတိုင်းကိုယ့်ရဲ့ဘုရားအမှန်တမ်းကျေးဇူးတရားပြုပါလာတဲ့မတော်ဘုရားကိုဓမ္မနဲ့ပြန်ပြီးကျေးဇူးဆက်နိုင်အောင်အေးဆေစခါဘောပါဝိပဿနာဘာဝနာလုပ်ကိုအယုဒ္ဓိရေခန့်ကမလျှော်တော့ဆိုတဲ့ဇွဲနဲ့ရှင်းညာကြပါကြိုးစားကြပါပွားများကြပါဆိုတာတိုက်တွန်းနေကဲနိုင်စီလို့တော်ကြအောင်စို့